လုံးမဲမင်္ဂလာပါရှင် Sport Time ဝင် NN ပြန်လည်ပြီးတော့ကြိုဆိုပါရယ်။ကဲဒါလီကတော့ Champions League ပွဲပြီးကိုမပြောတော့ဘူးပေါ့နော်။အဓိကတော့ည Champions League အနေနဲ့ Arsenal တင်းနဲ့Olympiacos ကစားခဲ့တဲ့ပွဲဒီပွဲစဉ်မှာ Arsenal တင်းကအိမ်ကွင်းမှာ2ဂိုးပြတ်နဲ့ပေး9မဲ့နိုင်ပွဲနောက်ထပ်တစ်ပွဲကိုပုံဖော်ခဲ့ရယ်။ပရိသတ်တွေအတွက်ဒါလီရှေ့မှာဒါဒီပွဲစဉ်ရဲ့ရလဒ်ခန့်မှန်းပေးရလဲ 2-0 ဆိုပြီးတော့ခန့်မှန်းတဲ့အတိုင်းပဲ 2-0 result နဲ့ပဲဒါပြီးသွားတယ်။ဆိုတော့အဓိကတော့ဒီပွဲစဉ်ကဒါပရိသတ်တွေအတွက်ကတော့ကောင်းတဲ့ result အပေါင်းလက္ခဏာတစ်ခုဆောင်မိမယ် maybe ဒီ2ဂိုးထပ်ပို့ပြီးတော့သွင်းဂိုးတွေများရင်ပိုကောင်းတာပေါ့နော်ဆိုတော့များဖို့လည်းအခွင့်အရေးတွေအများကြီးရခဲ့ပေမဲ့လည်းအဲ့အခွင့်အရေးတွေအသုံးမချနိုင်တဲ့အတွက်ကြောင့် 2-0 ဆိုတဲ့ result နဲ့ပဲပြီးခဲ့ရတယ်ဆိုတော့ဒီပွဲပြီးကိုနည်းနည်း carry လုပ်ပြီးပြောချင်တာဒါလီဘာကြောင့်ပြောနေဆို Premier League ပွဲစဉ်အခုစနေနေ့ည8:00 နာရီခွဲမှာကစားသွားမယ် Arsenal ရဲ့အိမ်ကွင်းက Arsenal နဲ့ West Ham အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်နဲ့တခါတည်းပေါင်းပြီးတော့ပြောချင်လို့နည်းနည်းလေးရှည်သွားမယ်ဆိုပရိသတ်တွေနည်းနည်းကြည့်ပေးပါတော့ဆိုတော့ပွဲပြီးကိုဒါလီခြုံမြော့ပဲပြောချင်တယ်ဆိုတော့ဒီပွဲစဉ်မှာ Arsenal အသင်းအတွက်ဒါလူထုတ်ပုံကတော့ဒီနောက်တန်းကိုပြောင်းလဲရပေါ့နော်နောက်တန်းနေရာမှာဆိုလို့ရှိရင်ဒါဆယ်လီဘာပြီးလို့ရှိရင်ဘန်ဝိုက်သုံးတယ်ပြီးလို့ရှိရင်ကယ်လဖီယိုရီရဲ့နေရာမှာလူးဝစ်ကယ်လီသုံးတယ်ပေါ့နော်ဆိုတော့အဓိကမော့စကွဲရပေါ့ပြီးတော့ဒီလိုပုံစံနဲ့ပွဲထွက်လာကွင်းလေပိုင်းကအဓိကဆိုတော့ဆူဘီမန်နီရဲ့မရီနိုရဲ့ဒီစပိန်တိုက်စစ်အတွဲကိုစပိန်ကွင်းလေအတွဲကိုသုံးတယ် sorry စပိန်ကွင်းလေအတွဲကိုသုံးတယ် ODGAT ဒါပြန်ပါလာတယ်ပြီးလို့ရှိရင် right wing မှာဆိုလို့ရှိရင် Trossard နဲ့ left wing မှာဆိုလို့ရှိရင် Martinelli ထုံးစံတိုင်းပဲ Yogres ဒီလိုပုံစံနဲ့ပွဲထွက်လာဆိုတော့အသင်းရဲ့အဓိကကစားသမားတွေနဲ့ substitute player တွေပေါင်းဆက်ပြီးတော့ဒါကစားခဲ့တယ်လူစားလဲမွေလောက်ခဲ့ဒါကြီးကလည်းကြည့်ရပရိသတ်တွေသိပြီးသားဆိုတော့ဒါလီအများကြီးမပြောချင်တော့ဘူးဆိုတော့ပထမပိုင်းမှာဥဆောင်ကိုသွင်းခွင့်ရတယ်ဒါပွဲပြီးခဲ့နေမှာဒါပထမဥဆောင်ကိုတော့ဒါပြောမှဆိုမာတင်လိုလီသွင်းတယ်ပြီးလို့ရှိရင်နောက်ဆုံးမှာlast minuteမှာဆာကာရဲ့သွင်းကိုနဲ့2-0ဆိုတဲ့ result နဲ့နိုင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့အာဆယ်တင်းဒီပွဲစဉ်မှာဂိုးပေါက်ကန်သွင်းယူမှုတွေဂိုးပေါက်တဲ့မှုတွေရှိခဲ့ပေမဲ့လည်းကိုဖြစ်ပြောင်းလဲနိုင်ခဲ့တာတော့2ဂိုးပဲရှိရယ်ဆိုတော့အဓိကကတော့ဒီပွဲမှာချီးကျူးခြင်းစရာကောင်းတာကစားသမား2ယောက်ရှိရယ်ဆိုတော့အဓိကကတော့ဒါလီကိုမာတင်နယ်လီကိုမဖြစ်မနေထည့်ပြီးတော့ချီးကျူးရမယ်ဘာလို့ဆိုတော့မာတင်နယ်လီကအခုနောက်ပိုင်းမှာဒါအသင်းအတွက်လိုအပ်နေတဲ့သွင်းဂိုးတွေကိုသွင်းပေးနေတဲ့ကစားသမားဖြစ်တယ်နောက်ထပ်တစ်ယောက်ကကျတော့ OD က injury ဖြစ်ပြီးရဲ့ချိန်မှာပြန်လည်ခန်းပတ်လာတဲ့အခါမှာပုံစံတွေပြောင်းပြီးတော့တကယ်ကိုအသင်းအတွက်ပြောမယ်ဆိုတိကျတဲ့ပေးပို့မှုတွေသူ့အနေနဲ့အများကြီးဒါလုပ်ပေးလာနိုင်တယ်ကွင်းလယ်မှာတော်တော်လေးသူ့ရဲ့အရင်က OD ကဆိုတဲ့ပုံစံထပ်ပို့ပြီးတာလုံးတဲ့ OD ကကိုဒီ injury ခန်းပတ်နေရာမှာပြန်ပြီးတော့မြင်လာရတယ်ပေါ့နော်ဆိုတော့ဒါကလည်းအပေါင်းလက္ခဏာဆိုတော့ခန်းစစ်ပိုင်းကတော့ဒါလေးကိုသိပြောစရာမရှိခန်းစစ်ပိုင်းကဘသူလာ perfect ဖြစ်နေတဲ့ Arsenal တင်းရဲ့အနေအထားကိုဒါလေးကိုအခုဒီနှစ်ရာသီမှာတွေ့ရတယ်ဆိုတော့အခု Champions League နှစ်ပွဲကစားတယ်နှစ်ပွဲစလုံးကပေး9မဲ့နဲ့2ဂိုးပြတ်နိုင်တယ်ဆိုတော့ Premier League ရဲ့ Carabao ရဲ့စုစုပေါင်းအားလုံးပေါင်းပွဲစဉ်9ပွဲမှာ6ပွဲထိ clean sheet ယူထားရဲဆိုတော့ Arsenal တင်းရဲ့ခန်းစစ်ပိုင်းနဲ့ပတ်သက်ပြီးဒါလေးကိုအငင်းပွားစရာမရှိဘူး doubtful ဖြစ်စရာမရှိဘူးတကယ်ကို perfect ဖြစ်နေတဲ့အနေထားလို့ဒါလေးကိုပြောမယ်ဆိုလို့ရှိရင်ဘယ်သူမှညင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဓိကကတော့ဒီအတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ပဲ Arsenal တင်းအခုသွင်းယူခဲ့တဲ့သွင်းဂိုးတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ open play ရတဲ့သွင်းဂိုးကတော်တော်နည်းတယ်အဓိကတော့ဒီ set piece ကနေရတဲ့သွင်းဂိုးရဲ့ပြီးတော့ဒီ penalty တစ်လုံးရဲ့ပါတယ်ပေါ့နော်စုစုပေါင်းဒါပြောချင်တာတော့အဓိက Premier League ပွဲစဉ်တွေမှာပေါ့ဆိုတော့အဓိကတော့ပြောချင်တာ Arsenal တင်းရဲ့အတွက် open play ဒီကစားကွက်ကနေရတဲ့သွင်းဂိုးတွေကလည်းရတဲ့တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီထက်ပိုပြီး open play ကနေရတဲ့သွင်းဂိုးတွေဒါရမယ်ဆို Arsenal တင်းဒီ perfect ဖြစ်ဖို့များတယ်ဆိုတော့set piece တို့ corner တို့ကရတဲ့သွင်းဂိုးတွေချောင်းလဲဒါပြောမယ်ဆို Arsenal တင်း fan တွေမဟုတ်တခြားတင်း fan တွေကဒါ set piece king တို့ဘာလို့ဒီလိုမျိုးပေါ့နော်စကြနာကြတာကြီးလဲခါဒါလက်ရှိအချိန်ကြီးဒါခံစားနေရတော့မယ်ပေါ့နော်ဆိုတော့အဓိကခံစားရတဲ့အလျောက်လဲဒီကယ်လဲဒီ set piece ကနေသွင်းတဲ့သွင်းဂိုးကပို့ပြီးတော့များနေအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ထားပါဆိုတော့အခုလက်ရှိဒါ Champions League မှာလဲနှစ်ပွဲလုံးရှုံးပွဲမရှိဘဲနဲ့reset count တစ်ခုကိုအခုချိန်ထိပုံဖော်ထားရဲဆိုတော့အခုစပြီးဒါ Premier League ပွဲစဉ်ခရစ်နေနဲ့ West Ham နဲ့ရှင်ပြိုင်စားရမယ်ဆိုတော့လက်ရှိဒါ Premier League မှာလည်းအကောင်းဆုံး form တစ်ခုပြနေတယ် Arsenal တင်းကအပေါင်းလက္ခဏာကြီးဆောင်တာပိုများနေတဲ့ Arsenal တင်းအတွက်ဒါလေးကိုသိပြောစရာမရှိဒီဘက်က West Ham ကကြတော့ဒီနှစ်ရာသီမှာဒါပြောမယ်ဆိုလို့ရှိရင်တော်တော်လေး Graham Potter နောက်ဆုံးဒါပြောမယ်ဆိုလို့ရှိရင် West Ham နဲ့ Everton အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာဒါစပြီးတော့ Nuno Santos စပြီးတော့ကင်တယ် Nuno Santos အားလုံးသိတဲ့အတိုင်းပဲတကယ်ကို defensive အဓိကဟို play style ကိုကစားနီးပြမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းပေးကိုပေးရတယ် Everton နဲ့ပွဲစဉ်မှာဒါပြောမှဆိုအသင်းမှာဒီ West Ham မှာပေါ့နော်အဓိက player ကဒါလီကိုအမြဲတမ်းကြီးနေရတာဘိုဝင်ပေါ့နော်ဆိုတော့ဘိုဝင်မဲ့ဒုက္ခအမြဲတမ်းပေးရ
မနေ့ကပွဲစဉ်တွေပြန်ကြည့်မယ်ဆိုလို့ရှိရင် Arsenal နဲ့ West Ham ဒါအိမ်ကွင်းပွဲစဉ် Arsenal ရဲ့အိမ်ကွင်းပွဲစဉ်မှာ Arsenal က West Ham ကဘိုဝင်ရဲ့44မိနစ်ကသွင်းဂိုးတစ်ဂိုးတည်းနဲ့ရှုံးပြီးတော့ 0-1 ဆိုတဲ့ result နဲ့ဒါရှုံးခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်အားလုံးပဲမှတ်မှတ်ရ Lewis Kelly အနီကနဲ့ထုတ်ခံရတဲ့ပွဲပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာ80မိနစ်80ကျော်ကနေစပြီးတော့10ယောက်17ယောက်ကစားခဲ့ရတဲ့အနေထားဒါ Arsenal အသင်းအတွက်ပြန်ပြီးတော့ဂိုးပြန်မရတဲ့အနေထားမှာ Arsenal အသင်းရှုံးပွဲကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ West Ham ရဲ့အိမ်ကွင်းမှာတော့ Arsenal အသင်းဒါအရင်ကစားပေါ့နော်ဒါဒီဇင်ဘာမှာကစားတဲ့ West Ham ရဲ့အိမ်ကွင်းမှာတော့ Arsenal က West Ham ကိုဂိုးပြတ်နိုင်ပွဲတစ်ခုနဲ့ 2-5 ဆိုပြီးတော့အဝေးကွင်းမှာနိုင်ခဲ့တယ်ဆိုတော့ West Ham နဲ့ Arsenal ရဲ့ record တွေပြန်ကြည့်မယ်ဆိုလို့ရှိရင်ဂိုးပြတ်နိုင်ပွဲတွေရတာများတယ်West Ham နိုင်တယ်ပဲဖြစ်ဖြစ် West Ham နဲ့ဒီ Arsenal နဲ့တွေ့ပြီးဆိုအပြန်လှန်သွင်းဂိုးတွေရှိခဲ့တာမနှစ်ရှေ့တစ်နှစ်ကဆိုလို့ရှိရင်လေဒါPremier League မှာ West Ham အိမ်ကွင်းမှာ Arsenal အသင်း Z6 ဆိုတဲ့ result နဲ့နိုင်ခဲ့တယ်ဆိုတော့ဒီနှစ်ရာသီပြန်ကြည့်လိုက်တော့ဒီနှစ်ရာသီက West Ham အသင်းရဲ့အနေထားကတော်တော်လေးအခြေအနေမကောင်းတဲ့ထဲမှာပါတယ်လက်ရှိမှာလည်းဒါတန်းစင်းဆောင်ဖြစ်တဲ့အဆင့်16ပေါ့နော်6ပွဲကစားထားပြီးရဲ့အချိန်မှာအဆင့်16အထိရောက်နေတယ်နိုင်ပွဲတစ်ပွဲပဲရထားတယ်တရီတစ်ပွဲပဲရထားတယ်ကျန်တဲ့၄ပွဲလုံးကကျန်တဲ့၄ပွဲလုံးကရှုံးထားတယ်ပေါ့နော်ဆိုတော့ဒါပေးကိုနဲ့ရကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းရကိုက6ကိုပဲရှိပြီးပေးကိုက14ကိုဆိုတော့ဒါပေးကိုတော်တော်များတယ်ပေးကိုအများဆုံးအသင်းဖြစ်ဒါလက်ရှိဒီနှစ်ရာသီမှာရင်ဆိုင်နေရတယ်အခုဒါနီးပြတဲ့လက်ထက်ဖြစ်တဲ့ Nuno Santos ဘာတွေလုပ်ပြမယ်ပထမ Everton နဲ့ပွဲစဉ်မှာတော့တရေရလက်တစ်ခုကိုရအောင်သူ့ရဲ့အဖွင့်ပွဲစဉ်ကိုလောက်ခဲ့ပေမဲ့အခုဒီ Arsenal နဲ့အတွေ့မှာဘာတွေဖြစ်မှာလဲ Arsenal တင်းကလည်းဒါလက်ရှိမှာဒါ West Ham ရဲ့တိုက်စစ်ကတော်တော်လေးဖောင်းဘယ်လိုပြောမလဲပုံစံပြက်နေတဲ့အနေထားပေါ့နော်ဆိုတော့အဓိကအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဒီဘိုဝမ်သွင်းမှဒါသွင်းကိုလိုပုံစံမျိုးဖြစ်နေတဲ့ဒီ West Ham အသင်းအတွက်ကတော့Arsenal ရဲ့ခံစစ်ကကောင်းကောင်းကြီးထိန်းချုပ်နိုင်လိမ့်မယ်လို့တော့ဒါလေးအနေနဲ့ထင်ပါတယ်ဆိုတော့ West Ham ကြုံတွေ့ခဲ့ရတဲ့အသင်းတွေပြန်ကြည့်မယ်ဆို Chelsea နဲ့တွေ့တော့ကလည်းဒါ West Ham အိမ်ကွင်းမှာဂိုးပြန်းနဲ့ဒါရှုံးခဲ့ရတယ်ပြီးလို့ရှိရင် Forest ကိုကြတော့လေတွားနိုင်ပြန်អော်အဝေးဝင်မှာပြီးတော့ဒါ Spurs နဲ့ကြပြန်တော့လေတခါရှုံးပွဲတွေ့ပြန်တယ် Sunderland နဲ့ကြတော့လေတခါရှုံးပွဲတွေ့ပြန်တယ်ဆိုတော့မထင်မှတ်ထားတဲ့ result တွေကိုဒါ West Ham ကဒီနှစ်မှာတော်တော်လေးဆိုးရွားစွာနဲ့ခံစားနေရတာကိုတွေ့ရတယ်ဆိုတော့အခု Arsenal နဲ့အတွေ့မှာဘာတွေဖြစ်မှာလဲ Arsenal အသင်းဒီအခုလက်ရှိအကောင်းဆုံးပုံစံတစ်ဖက်က West Ham ဒီလက်ရှိနီးပြသစ်ဖြစ်တဲ့ Nuno Santos တပွဲပဲကန်ရသေးရဲ့သူ့ရဲ့လက်ထက်မှာဘလို့ပုံစံနဲ့ဒီ Arsenal ကို against လုပ်မလဲဆိုတာကနည်းနည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့ West Ham ရဲ့အခုလက်ရှိချိန်နေရကဒါခံစစ်ပိုင်းကတော်တော်ဖျူဖျဲနိုင်ပြီးတော့တော်တော်လေးကိုပေးကိုများတယ်ဆိုတော့ Arsenal ရဲ့အသင်း Arsenal အသင်းရဲ့တိုက်စစ်အင်အားကို Arsenal အသင်းရဲ့တိုက်စစ်ကသွင်းမဲ့သွင်းကိုတွေကိုခံနိုင်ရရှိပါမလားဆိုတာကတော့ဒါလီကဆက်ပြီးတော့စောင့်ကြည့်နေပို့ပြီးတော့ဆိုတာ Arsenal ရဲ့အိမ်ဝင်ဖြစ်နေတယ်ဆိုတော့ Arsenal အသင်းကအခုလက်ရှိဒီပွဲစဉ်ပြီးပြီဆိုလို့ရှိရင်လည်းဒါဂျားထဲမှာ international break ဖြစ်သွားတဲ့အတွက်ကြောင့်အခုဂျားထဲမှာဒါတိတ်မကြဘူးပေါ့နော်ဆိုတော့ညမှာကစားထားတဲ့ Olympiacos နဲ့ပွဲစဉ်မှာလည်းကံကောင်းစွာနဲ့ပဲ injury ကင်းစင်နေဆိုတော့မာဒူအီကီကတော့လက်ရှိအချိန်ထိတော့လုံးဝမပါနိုင်သေးဘူးပေါ့နော်ဆိုတော့ကျန်တဲ့ player တွေဘက်ကတွေ Odegaard လည်းအကောင်းဆုံးပုံစံတစ်ခုပြန်ပြနေဒါလေးကို Queen လေကိုဘာမှအဖြစ်ပြောစရာမလိုဘူးလာအဆင်ပြေ Odegaard လာပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဆိုတော့ခံစစ်ပိုင်းကလည်းပို့ဆိုးရဲ့ဘာမှအဖြစ်ပြောစရာမရှိဘူးဆိုတော့တိုက်စစ်မှာပဲဂိုးသွင်းဖို့အတွက် Saka ရှိရဲ့ဒါကိုဒီနီးပြအနေနဲ့ဘယ်လိုလူထုတ်လာမလဲပဲဒါလီစိတ်ဝင်စားရပေါ့နော်ထုံးစံတိုင်းပဲ right wing Saka ပြန်ထားပြီးတော့ Martinelli ကို left wing သွားမလားဒါမှမဟုတ် left wing ကို Trossard ပဲပြန်လာမှာလား XG ကိုဘယ်နေရာမှာထုတ်သုံးမှာလဲဒါတွေကဒါလှည့်ကစားလို့ရတဲ့ကန်ကောင်းတာဒါလီပြောလို့ပဲပေါ့နော်ဟိုရှိမှာတော့ပြောဘူးတယ်အခုဒီ Arsenal တင်းမှာရှိတဲ့ကစားသမားအများစုက2 position လောက်ကစားနိုင်တဲ့ player တွေများတဲ့အတွက်ကြောင့်ကောင်းကောင်းကြီးပြောမှဆိုရှင်တော်တော်လေးအားတာရပေါ့ကွယ်ဆိုတော့ကစားသမားဒီစားပြပေါ်ကစားသမားပြည်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါ West Ham ထက် Arsenal တင်းကအများကြီးပိုတာနေရဲ့ဆိုတော့ဒါလီစိတ်ဝင်စားတာတခုပဲဒီ West Ham နဲ့အတွေ့ပွဲစဉ်မှာ Arsenal တင်းအိမ်ကွင်းမှာထပ်ပြီးတော့ clean sheet ရမလားဆိုတာကိုဒါလီစိတ်ဝင်စားတယ်ဆိုတော့အခုလက်ရှိမှာဒါပြောမယ်ဆိုတော်တော်လေးကိုခံစစ်ဒီ Nuno Santos ရဲ့ခံစစ်ကဒီအခုရာသီမှာပေါ့နော်အခုစပြီးတော့ဒုတိယမြောက်ပွဲမှာအလုံးဖြစ်မလားဆိုတာကိုဒါလီနည်းနည်းလေးစောင့်ကြည့်ကြတယ် Arsenal တင်းအတွက်ကလည်းဒါဒီ West Ham နဲ့တွေ့လိုက်တိုင်းဂိုးပြတ်နိုင်ပွဲရခဲ့ဘူးတဲ့တာရကရှိတော့ဒါလီကတော့ဒီတစ်ခေါက်ကိုဂိုးလေးနည်းနည်းပို့ပြီးတော့များသွင်းပြီးတော့ပဲလောက်သွားမလားဆိုတာစိတ်ဝင်စားတယ်ဒါလီကတော့ Arsenal ဘက်ကခံစစ်ကိုတော့ 100% ယုံကြည်ရတဲ့အတွက်ကြောင့် Arsenal တင်းကတော့ဒီပွဲစဉ်မှာပေးကိုမဲ့နိုင်ပွဲတစ်ပွဲကိုပဲထပ်ပြီးတော့ရလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ပွဲရတဲ့အနေနဲ့ခံမှန်းပေးပါဆိုဒါလီကတော့ဒီပွဲစဉ်မှာ Arsenal တင်းအိမ်ကွင်းဖြစ်တာတကြောင်ရဲ့ West Ham ရဲ့ခံစစ်ကပေးကိုခွင့်ပြုနေရမှုတွေကတော်တော်လေးများတာတကြောင်ရဲ့
သူတို့ဘက်ကတိုက်စစ်ကိုအာဆယ်တင်းရဲ့ခံစစ်ကကောင်းကောင်းကြီးထိန်းချုပ်နိုင်မယ်ဆိုတာကိုယုံကြည်တဲ့တချောင်းရဲ့အကြောင်းဒီပွဲစစ်မှာတော့အာဆယ်က 3-0 ဆိုတဲ့ result နဲ့ West Ham ကိုအိမ်ကွင်းမှာ9ပြတ်နိုင်ပွဲတစ်ပွဲထပ်ပြီးတော့ပုံဖော်နိုင်လိမ့်မယ်လို့ပဲဒါတွေကတော့ခန့်မှန်းပေးလိုက်ပါတယ်ဆိုတော့ပရိသတ်တွေရဲ့မှာလည်းဒီပွဲစဉ်ရဲ့ပွဲရလက်ကိုပေါ့နော်ဆိုတော့ခန့်မှန်းခြင်းနဲ့ဆိုဒီဗီဒီယိုရဲ့အောက်မှာ comment လေးကနေစင်ပန်းခဲ့ပေးဖို့ဒါလေးရဲ့မြတ်တဲ့ရဲ့ခံချင်ပါတယ်ဆိုတော့ဗီဒီယိုအစနဲ့ဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုကျေးဇူးထူပဲတင်ရှိပါတယ် International break မတိုင်ခင်မှာ Arsenal တင်ဘာတွေလုပ်ပြမှာလဲပရိသတ်တွေကိုဘယ်လိုအပျော်တွေနဲ့ထားခဲ့မှာလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါကတော့ရထိုက်တဲ့ရမှတ်အနိုင်3မှတ်ကိုယူထိုက်တဲ့အချိန်မှာယူထားတာကတော့ safe အဖြစ်ဆုံးပဲပေါ့နော်ဆိုတော့ကြည့်ရှုပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုကျေးဇူးထူပဲတင်ရှိပါတယ်ဆိုတော့ဘယ်လိုရလက်ထွက်လာမလဲဆက်ပြီးတော့ပွဲနေကြရင်ကြည့်ချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့မယ်နော်